အားလုံးပဲမင်္ဂလာပါ KK Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ KK ကကိုယ့်ရဲ့မွေးနေ့မွေးရက်ကိုအသုံးပြုပြီးတော့ထုတ်ထားတဲ့ birthday chat နဲ့ AI မှာကိုယ့်ရဲ့အနာဂတ်အကြောင်းတွေကိုယ့်ရဲ့လူမှုရေးစီးပွားရေးအောင်မြင်မှုအကြောင်းတွေကိုဒီ2025မှာဖြစ်မဲ့အကြောင်းအရာတွေနဲ့နောက်နှစ်တွေမှာဖြစ်နိုင်တဲ့အကြောင်းအရာတွေကို AI ကိုသွားပြီးတော့ကိုယ့်ရဲ့ birthday chat ကိုကြည့်ခိုင်းမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုလုပ်ရတဲ့အကြောင်းရင်းပေါ့နော်ကေကေရဆိုရင်လည်းကိုယ့်ရဲ့ပိုင်းမှာအရန်ကိုပဲစိတ်တက်ကြနေရပေါ့နော်စိတ်တက်ကြနေတဲ့အချိန်မှာဒီကိုယ့်ရဲ့အကြောင်းကိုသိချင်တယ်ပြီးလို့ရှိရင်ဒီ birthday chat ကိုအရန်ကိုပဲစိတ်ဝင်စားနေခဲ့တယ်ဒီ birthday chat ကနေပြီးတော့ကိုယ့်ရဲ့အကြောင်းတွေကိုအများကြီးကိုယ့်ရဲ့အနာဂတ်အကြောင်းတွေကိုလုံးဝမဲ့အကြောင်းအရာတွေအများကြီးကိုသိနိုင်တယ်ဒါကြောင့်မလို့ပေါ့နော်ဒီ birthday chat ကြည့်ပြီးတဲ့ဒီကိုစိတ်ဝင်စားမိရေပေါ့နော်သွားပြီးတော့မိကြည့်ခြင်းမိရေဒါပေမဲ့မမေးဖြစ်ဘူးဒီနေ့တော့ပေါ့နော်ဘာလို့ရင်ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့နော်စိတ်ကူးပေါက်ပြီးတော့ AI ကိုမေးကြည့်မိရဲ့အချိန်မှာအရန်ကိုပဲပေါ့နော်ကိုက်ကြည့်မှုရှိနေတာတွေကိုတွေးရတယ်မထင်ထားဘူးပေါ့နော်မထင်ထားတဲ့အတွက်ကြောင့်မလို့ AI နဲ့မေးလို့ရတယ်ဆိုတော့သိတယ်ဒါပေမဲ့အဲ့လောက်ထိမထင်ထားဘူးသူမေးကြည့်လိုက်တဲ့အချိန်မှာတော်တော်လေးကိုပဲကိုက်ညီမှုရှိတယ်စိတ်တူရှားမိတယ်အရင်လည်းစိတ်ဝင်စားမိတယ်ပေါ့နော်ဒါကြောင့်မလို့ကကရဲ့ channel ရလူတွေလည်းပေါ့နော်တခါတည်းကိုယ့်ရဲ့အကြောင်းကိုသိအောင်တခါတည်းကြည့်လို့ရအောင်ပြီးတော့လူငယ်တွေဆိုလို့ရှိရင်ကိုယ့်ရဲ့ career နဲ့ပတ်သက်ပြီးတော့ဘာတွေကိုရွေးချယ်သင့်တယ်ဘာတွေကိုလေ့လာသင့်တယ်ဆိုတဲ့အကြောင်းအရာတွေပြီးရင်ဘယ်သူမဆိုပေါ့နော်ကိုယ့်ရဲ့လက်ရှိအခြေအနေမှာဘာတွေဖြစ်နိုင်လဲကိုကဘာတွေကိုလုပ်သင့်တယ်ဆိုတဲ့အကြောင်းအရာတွေကို AI ရပေါ့နော်အကုန်လုံးမေးမြန်းသွားလို့ရတယ်အကြောင်းတွေကိုတော်တော်လေးကိုပဲသိအောင်မေးမြန်းလို့ရတယ်နာကိုအကြောင်းကိုမေးကြည့်ပြီးသွားပြီအရန်ကိုပဲစစ်လို့ရှာဖို့ကောင်းတယ်စိတ်ဝင်စားဖို့လည်းကောင်းတယ်ပြီးတော့ကန့်ညီမှုတွေလည်းရှိနေတယ်ပေါ့နော်ဒါကြောင့်မလို့ကေကေ channel ရလူတွေကိုတခါလေးလိုက်ကြည့်လို့ရအောင်တခါလေးကိုပဲလုပ်ကြည့်လို့ရအောင်ကိုအကြောင်းတွေကိုအများနဲ့စမ်းစစ်လို့ရအောင်ခါလေးလုပ်ကြည့်လို့ရတဲ့ဒီတာလေးကို share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒါကတော့ပေါ့နော် sign တွေကိုမတည်သေးတဲ့သူတွေအတွက်ပေါ့နော်ဒီမှာအများကြီး zodiac sign ဆိုပြီးတော့ရှာကြည့်လို့ရပါတယ်ဒီမှာဆိုလို့ရှိရင်သူ့ငွေရက်ပေါ်မှာမူတည်ပြီးတော့ပေါ့နော်သူ့ရဲ့ကိုစားပြု sign တွေရှိပါတယ်အများကြီးကိုဒီမှာလေ့လာလို့ရတယ်စကားမဆက်ကေရဲ့ channel လေးကိုလည်းမိတ်ဆက်ပေးကြပါရယ်ကေရဲ့ channel လေးရာဆိုရင်ဖြင့်နေ့စဉ်ဘဝမှာအကျိုးရှိစေမယ်ပေါ့နော်တကယ်လက်တွေ့အသုံးပြုလို့ရမယ်နီလန်းလေးတွေကို share လုပ်ပေးနေပါတယ် AI အသုံးပြုတဲ့နီလန်းလေးတွေပြီးလို့ရှိရင်ဒီအခုမှ YouTube စလုပ်မဲ့သူတွေအတွက် edit လုပ်တဲ့ software လေးတွေ YouTube အသုံးပြုပုံနီလန်းလေးတွေကို share လုပ်ပေးနေပါတယ်ကေရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်ရှင်နောက်ဆုံးအနေနဲ့ကိုယ့်ရဲ့မွေးနေ့မွေးရက်ကိုအသုံးပြုပြီးတော့ birthday chat ကိုထုတ်ပါမယ်ထုတ်တဲ့အခါမှာဒီ website လေးကို recommend ပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ website က free PDF file နဲ့ download လုပ်ထားလို့ရတယ် data တွေကပို့ပြီးတော့ရှင်းလင်းနေပေါ့နော်ရှင်းလင်းနေပို့ပြီးတော့လည်းတခြားသူတွေဆိုရင်ဒီ website လေးကိုသုံးကြရတယ်ပေါ့နော်အခုကတော့နောက်တစ်ခုနဲ့အဲ့ဒီ website ကခုနစမ်းကြည့်ပြီးသွားပြီပေါ့နော်နောက်တစ်ခုနဲ့ထုတ်ပေးပါမယ်ထုတ်တဲ့ချိန်မှာတော့ကိုယ့်ရဲ့မွေးနေ့မွေးရက်တွေကိုထည့်ပြီးတော့ထုတ်ရတာပဲဖြစ်ပါတယ်အခုထုတ်ပြမဲ့ website ကတော့ဒီ website ပဲဖြစ်ပါတယ်ဒီ website ကကျတော့ download လုပ်တဲ့အခါမှာဝယ်ရပါတယ်ဒါကြောင့်မလို့ဒီအပေါ်က website ကတော့မဝယ်ရပါဘူးအခုကတော့ဒီအောက်က website နဲ့ထုတ်ပြပါမယ် website ထဲကိုဝင်လိုက်ပါကိုယ့်ရဲ့ data ကိုထည့်ပါမယ် KK ကိုယ့်ရဲ့မွေးရက်မြေကိုထည့်ပါမယ် UNGDW ကိုယ့်ရဲ့မွေးရက် data ကိုတခြားထည့်လို့ရတဲ့ website ကိုပဲထည့်ပါပြီးရင်ဒီမှာကိုယ့်ရဲ့မွေးရက်လဒီဥစ္စာကတော့အစမ်းလုပ်ပြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ birthday chat ကိုထုတ်မယ်ဆိုရင်ကိုယ့်ရဲ့မွေးနေ့မွေးလာတွေကိုတခြားထည့်ပါစခွန်တေကိုပိုခွန်ပြီးရင် AN လား BN လားပေါ့နော်ဒါတွေကိုတခြားထည့်ပါမိနစ်ကို00ထည့်လိုက်ပါမယ်ကိုယ့်ရဲ့ data အတိအကျထည့်လေကိုယ့်ရဲ့အကြောင်းကိုအတိအကျထွက်လေပါမယ်ဒါဆိုရင်အောက်က create chat ဆိုရလေးကိုနှိပ်လိုက်ပါကဲဒါဆိုရင်တော့ထုတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်ဒါမှသူ့ရဲ့အကြောင်းတွေသူ့ရဲ့ Gemini ဖြစ်တယ်မွန်းက Scorpio ဖြစ်တယ်အဲ့ဒီအကြောင်းအရာလေးတွေကိုဒီမှာအောက်က detail ပြောထားတယ်ပေါ့နော်ဒါဆိုရင်ဒီဥစ္စာလေးကို screenshot ရိုက်လိုက်ပါမယ် screenshot ရိုက်လိုက်မယ်
ဒီမှာ get my report ကိုထုတ်ကြည့်ရဲ့အခါမှာဒီမှာဝယ်ခိုင်းနေပေါ့နော်ဝယ်ခိုင်းနေဒါကြောင့်မလို့မထုတ်တော့ဘူးခုနအဓိကတော့ AI မှာမေးတဲ့အခါမှာဓာတ်ပုံထည့်ပြီးရောမေးမှာဖြစ်တဲ့အတွက်ကြောင့်မို့ screenshot လေးအဆင်ပြေပါတယ်ဒါဆိုရင်မေးဖို့အတွက်ကို ChatGPT ကိုသွားပါမယ် ChatGPT ကိုရောက်တဲ့အခါမှာဒီမှာဘေးရတောင်လေးမှာဓာတ်ပုံထည့်တဲ့ event ပုံစံမျိုးလေးပါပါတယ်အဲ့ဟာလေးကိုနှိပ်လိုက်ပါပြီးရင် photo ဆိုတဲ့ဟာလေးကိုထားတဲ့နေရာပေါ့နော်ကိုထားတဲ့နေရာလေးကိုယူလိုက်ပါပြီးရင်ကိုခုနက screenshot ရိုက်လိုက်တဲ့ကိုယ့်ရဲ့ body ချက်ကိုနှိပ်လိုက်ပါ up လုပ်လိုက်ပါပြီးလို့ရှိရင်ကိုကမေးလိုက်ပါမယ်မြန်မာလိုမေးလည်းရပါတယ်အင်္ဂလိပ်လိုမေးလည်းရပါတယ်ဒီမှာပြီးရင်ကိုကဘာတွေသိချင်တာလဲကိုသိချင်တဲ့အကြောင်းအရာတွေကိုထည့်ပြီးတော့နော်ကိုကအကုန်သိချင်တာဆိုတော့အကုန်လုံးထည့်မိမယ်ပေါ့နော်ကိုနားလဲတယ်လို့ပေါ့နော်ကိုသိချင်တဲ့အကြောင်းအရာတွေကိုကိုအာရုံထဲမှာရှိတယ်လို့အကုန်နားထည့်လိုက်ပါပြင်ပါချင်သေးလေကိုကဒါပဲစဉ်းစားလို့ရတယ်ပေါ့နော်ဘေးကမြားလေးကိုနှိပ်လိုက်ပါဒါဆိုရင် तू ပြောမယ့်အကြောင်းအရာတွေအကုန်လုံးကိုခွဲထုတ်ပြီးတော့ဒီမှာပြောနေပါပြီအင်္ဂလိပ်လိုပြောလို့စိတ်မပူပါနဲ့ပြီးရင်မြန်မာလို translate ခိုင်းလိုက်ပါမယ်ထည့်လိုက်ပါနံပါတ်1အနေနဲ့အလောက်ကိုင်းတဲ့လုပ်ငန်းကောင်းစဉ်ပေါ့နော်အလောက်ကိုင်းတဲ့လုပ်ငန်းကောင်းစဉ်ဆိုလို့ရှိရင် तू ကဒီမှာတင့်တော်တဲ့လောက်ကိုင်းများမှာတဲ့တချို့လူတွေကရှိရပေါ့နော်ကိုယ့်ရဲ့ဘီယာအတွက်ကိုဘာကိုလုပ်လို့ရမှမသိဘူးဘယ်ဟာကို UTV သွားမှမသိဘူးပေါ့နော် passionate ဖြစ်တာဘာလည်းမသိဘူးတကယ်တော့ဒီလိုကိုယ့်အကြောင်းကိုဒီ birthday ချက်ကိုမိလိုက်တဲ့ခါမှာတကယ်တမ်းကိုယ့်ရဲ့ passionate ဖြစ်တဲ့ဟာတခုကိုဒီမှာရွေးချယ်လို့ရတယ်ပေါ့နော်တချို့လူတွေကကိုယ့်ရဲ့ passionate ဖြစ်တဲ့ဟာကိုမသိဘဲနဲ့ပေါ့နော်ကိုကလုံးပြီးတဲ့ခါမှာပို့ပြီးတော့ပေါ့နော်ထိထိရောက်အောင်မြင်မလုံနိုင်ဘူးဒီလိုမျိုးကိုယ့်ရဲ့ birthday ချက်ကကိုယ့်ရဲ့အကြောင်းကိုသိတဲ့အခါမှာကိုကပို့ပြီးတော့မှန်ကန်တဲ့လမ်းကြောင်းတွေရွေးချယ်နိုင်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းတွေလုပ်လို့ရတယ်။အဲဒီဆိုလို့ရှိရင်လည်း engineering ပိုင်းတွေစောက်လုပ်ရေးပိုင်းတွေပြီးတော့တရားစီရင်တဲ့နယ်ပယ်ပေါ့နော်ဥမာရှေ့နေလိုနေရာမျိုးတွေပြီးရင်လုပ်ငန်းရှင်တွေပေါ့နော်အဲ့လိုမျိုးတွေနဲ့ကိုကတင့်တော်အလုပ်ကိုင်းတွေမှာတင့်တော်တယ်ပေါ့နော်ပြီးရင် MC ရဲ့ချင်းကပ်မှုဒီရဲ့စောစောအချိန်တွင်းနဲ့ဒီမှာလည်းအသေးချာကိုပြပြထားတယ်နော် MC ရဲ့ချင်းကပ်မှုဒီရဲ့ဒါအလုပ်ကိုင်းနဲ့စီးပွားရေးပေါ့နော်စောစောအချိန်တွင်းနဲ့အလုပ်အကိုင်းနဲ့အောင်မြင်မှုမပြင်းထန်ပေမဲ့အသက်ကြီးလာတာနဲ့အမျှအောင်မြင်မှုတော့မြင့်တက်လာမျိုးတဲ့ပြတာတည်းရဲ့ဒါကိုယ့်ရဲ့ body ချက်ကပြောပြတယ်ကိုယ့်ရဲ့အကြောင်းပဲပေါ့နော်ကိုကအစာပိုင်းမှာအောင်မြင်မှုတွေမရှိပေမဲ့အသက်ကြီးလာတဲ့အခါမှာအောင်မြင်မှုမြင့်မားလာမယ်ပေါ့နော်တင်ဒီရဲ့သိပ္ပံဆက်သွယ်ရေးအထင်မြင်ဖလှယ်ခြင်းတို့တွေထူးခြားသည်ရဲ့တင့်အတွက်အောင်မြင်သောပညာရေးနယ်ပယ်မှာတဲ့စာရေးတာတို့သင်ကြားတာတို့ဥမာဘာသာစကားတွေတက်တာတို့ပေါ့နော်journalist တွေလောက်တာမျိုးတို့နည်းပညာနယ်ပယ်တို့ဒါမျိုးတွေမှာတဲ့သူသင်ရတဲ့ထူးချွန်ဖြစ်မယ်ပေါ့နော်ဥပမာကိုကကျောင်းတက်မဲ့သူတွေဆိုလည်းမေဂျာတွေပါယူတဲ့ခါလေးမှာရွေးချယ်လို့ရတယ်ပေါ့နော်ဥပမာ ITU ရာမျိုးတို့ပေါ့နော်ဆက်တဲ့ပေါ့နော်အပိုင်းတွေကိုကယူပါအဲ့ဒါမျိုးဆိုရင်ကိုကပို့ပြီးတော့တင်တဲ့တက်လွယ်လေးဖြစ်တယ်ပြီးရင်ကိုယ့်ရဲ့ career မှာလည်းတကယ်ထူးချွန်နဲ့စီးပွားရေးလုပ်ငန်းတွေမှာလည်းအောင်မြင်ဖြစ်တယ်ပေါ့နော်ပြီးရင်ဒီမှာအောင်မြင်မှုနဲ့စီးပွားရေးပြီးတော့ဒီမှာအခြေပေါ့နော်အခြေမြတ်တာရင်မိမိထက်အသက်ကြီးသောတည်ငြိမ်သောသူနဲ့အိမ်အောင်ပြုတ်နိုင်သည်ဒါဆိုလို့ရှိရင်ကိုထက်အသက်ကြီးရဲ့သူတွေဒါမှမဟုတ်ရင်တည်ငြိမ်တဲ့သူတွေနဲ့ကိုကအိမ်အောင်ပြုတ်ခြင်းနဲ့စိတ်နေသဘောထားမျိုးရှိရဲ့ငြင်းငြင်းကြဲကြဲနဲ့ပျော်ရွှင်နေရတဲ့မိသားစုမျိုးအဲ့လိုမျိုးဖန်တီးရဲကြိုက်တယ်ဒီမှာအချင်းချုပ်လေးလေးရေးပြထားပါတယ်ပုံမွန်တဲ့ရှိုင်းနေကြောင်းရာတွေကိုဖော်ပြလို့ပါဆိုတာအမှထပ်ပြီးတော့ကိုမေးခွန်းနေမေးလို့ရတယ်ပေါ့နော်ဝေးကြီးကြောင်ကိုဖတ်ခိုင်းနိုင်မယ်ပေါ့နော်တင်ဒီဂုံတိတ်ခါနဲ့ဖန်တီးမှုနဲ့ကောင်းဆောင်မှုဖြစ်နေငွေရရှိနိုင်တော့လူဖြစ်သည်ရဲ့ဒါဆိုရင်ဒါကိုယ့်အကြောင်းကိုကဘယ်လိုလုပ်ရင်ဝင်ငွေရတဲ့သူဖြစ်မလဲဆိုတဲ့အရာတွေကိုကိုကသိရမှာပေါ့နော်ဒီမှာသေယုံဆောင်မှုဖန်တီးမှုမော်ဒယ်ဗီဒီယိုအနုပညာမီဒီယာသုံးစွဲမှုနဲ့ဆက်နွယ်သောလုပ်ငန်းများတွင်အောင်မြင်သည်ဒါဆိုရင်တော့ဒီလုပ်တွေကိုလုပ်ပေါ့နော်ဒီလုပ်တွေနဲ့ဆက်ပြီးဖြစ်တဲ့အလုပ်ကိုင်းတွေမှာလုပ်ဒါမှမဟုတ်ရင်ကိုကဒီလိုမျိုးတရုပ်ဆောင်တွေပိုင်းမဖြစ်ဘူးဆိုရင်တော့မှာပဲဒါမျိုးတွေနဲ့ဥမာကိုဆိုရင် social media တွေသုံးစွဲမှုတွေနဲ့ငွေရတဲ့လူမျိုးပေါ့နော်ဒီလိုမျိုးလုပ်ငန်းတစ်ခုကိုထောင်တဲ့သူမျိုးပေါ့နော်ဒါဆိုလို့ရှိရင်ねအောင်မြင်မှုရမယ်တဲ့မြင်မှုရှိတဲ့အလုပ်တွေကိုလုပ်ထားပို့ပြီးတော့အောင်မြင်နိုင်တယ်ပို့ပြီးတော့လည်းပျော်ရွှင်နိုင်တယ်ပေါ့နော်ဒီမှာအကြံပြုချက် the money tips based on your chat တွေ
ကိုပိုင်အမှတ်တစိတဲ့ personal brand တိစောက်ခြင်းဒီငွေရှာရေးပေါ်တွင်အထောက်အကူဖြစ်သည်ကို personal brand ကိုခေတ်ကြီးမှာ social media ခေတ်နော် social media ခေတ်ဆို personal brand က personal brand တည်ထောင်ပြီးတော့အရန်ငွေရှာနေကြရပေါ့နော်ငွေဝင်နိုင်မှုရှိတော့လေတတိထားရမည်ရဲ့ဥမာကိုဘာတွေကိုကောင်းပြီးတော့ဘာတွေတတိထားရမလဲပေါ့နော်ကောင်းတာရှိလို့ဆိုရရှိရဒါဆိုရင်ကိုအကြောင်းကိုသိရင်ကိုကဘယ်လိုနေရမလဲကိုကပြင်ဘယ်လိုပြင်ဆင်ရမလဲဆိုတာဟာမျိုးမျိုးကိုကသိလို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ battery ချက်ပေါ်မှာမူတည်ပြီးတော့ရေးထားတဲ့အကြောင်းအရာတွေကကိုယ်ကိုလုံးဝလုံလောက်စေပါတယ်ဒီမှာအိမ်နောက်ဘက်အမျိုးအစားတဲ့အဲ့ဒါတွေကိုရေးထားပါတယ်ထပ်ပညာဘွဲလက်မရရှိမှုစကောလာရှိရရှိမှုတွေတဲ့ရှိမယ်တဲ့အခွင့်အလမ်းတွေရှိမယ်တဲ့နောက်ထပ်ပိုင်းမေးချင်လဲပေါ့နော်ကိုယ့်ရဲ့အကြောင်းအရာတွေကိုကိုမေးချင်တယ်လို့ကိုပဲကိုမေးလို့ရပါတယ်2025အတွက်မဟုတ်2026အတွက်သွားမေးလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်တစ်ခုချင်းစီကိုမေးတဲ့အတိုင်းကိုတေချာလေးပြန်ဖြေပြီးတော့အချင်းချုပ်တွေပြီးရင်အကြံပြုချက်တွေကိုမေးချင်လို့မေးလို့ရတာဖြစ်တော့ကြောင့်မလို့တခြားနေရာကြီးမှာသွားမေးကွာမေးပြီးမှပေါ့နော်အိမ်ပြန်ရောက်ခါကျမှဘာမေးဖို့ကြံခဲ့လဲဆိုတာမျိုးကိုတတိယရဲ့အခုကကြတော့ကိုယ့်ရဲ့ data ကိုကိုယ့်အကို battery ချက်ထုတ်ပြီးလို့ရှိရင်ကိုယ့်အကိုချက် GPT မှာအကြိုက်မေးလို့ရပါတယ်ခုနကကိုယ်တိုင်မေးကြည့်ပြီးသွားပြီဖြစ်တော့ကြောင့်တော်တော်လေးကိုပဲကိုက်ညီမှုရှိရဲ့ကိုမေးတဲ့ရင်မေးတဲ့လိုမျိုးသူကတေချာလေးဖြေပြီးရင်ဒါကြောင့်မို့လို့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကိုယ့်အကိုစမ်းကြည့်ကြပါစမ်းကြည့်ပြီးသွားလို့ရှိရင်လည်းဘယ်လိုမျိုးလဲပေါ့နော်စိတ်ဝင်စားတာပြီးလို့ရှိရင်ပေါ့နော်ကိုက်ညီမှုရှိရလားပေါ့နော်အဲ့ဒါလေးတွေကို comment မှာပေးခဲ့ပြီးပါအောင်ပြန်လဲပြီးချင်ပါတယ်ပေါ့နော်ကိုက်ညီမှုရှိရဆိုရင်လည်းကိုက်ညီမှုရှိတဲ့အကြောင်းလေးတွေပြီးလို့ရှိရင်ကိုဘယ်လိုမျိုးစိတ်လှုပ်ရှားသွားရဲဆိုတဲ့အကြောင်းလေးတွေပြီးလို့ရှိရင်ကိုမထင်ထားတဲ့ကိုယ့်ရဲ့အကြောင်းတွေကဘယ်လိုဖြစ်နေလဲဆိုတဲ့အကြောင်းလေးတွေကို comment မှာရေးထားပေးခဲ့ပါပြီးရင်ပေါ့နော်နောက်ထပ်ပေါ့နော်လုပ်စေချင်တဲ့ဗီဒီယိုမျိုးလေးတွေရှိရင်ဆိုရင်လည်းဗီဒီယိုလေးရဲ့အောက်မှာ comment နေပေးခဲ့ပါကြိုးစားပြီးတော့လုပ်ပေးမှာဖြစ်တဲ့ကြောင့်မလို့အကျိုးရှိတဲ့ဗီဒီယိုလေးတွေကိုတင်ပေးမှာဖြစ်တဲ့ကြောင့်မလို့ဒီရဲ့ channel လေးကို like subscribe လုပ်ပေးပါပြီးရင်ဒီဗီဒီယိုလေးကလုံးဝကိုပဲပေါ့နော်အကျိုးရှိမယ်လို့မျှော်လင့်နေဒါကြောင့်မလို့တခြားသူတွေလည်းသိရအောင် share လုပ်ပေးခဲ့ဖို့လည်းတောင်းဆိုပါရစေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်